ဒီ vlog မှာတော့ကျွန်တော်ဒီနေ့အလုပ်ပိတ်ရမှာမနက်ကနေညနေထိဘာကြီးလုပ်ခဲ့လဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။အသေးစိတ်တော့မဟုတ်ပေမဲ့အတီးကလုပ်ခဲ့တာတွေကိုတွေ့ရမှာပါ။ကိုယ်စ6နိုင်ပိုင်ဒီလိုမျိုးရကောင်းတဲ့ရုံနဲ့အချိန်မှာဖုန်းလာထားပြီးဖုန်းလည်းပြန်ပြီးပြန်အိပ်ကြတယ်လို့ဘယ်လိုမှပြန်မတော့ပို့ထားတော့မယ်ပုံမှန်ကျွန်တော်ကမနက်6နာရီမှနိုးနေကြပါဒါပေမဲ့ဒီနေ့ကအိမ်မက်ကောင်းနေတော့6နာရီခွဲမှနိုးတယ်ဒီလိုနဲ့အေးရတိတ်ပြီးတော့ထုံးဆက်တိုင်းမျက်နှာတက်တယ်တွားတိုက်တယ်အခုကျွန်တော်မနက်စာပြန်ကော်ဖီတို့ကောင်းဝယ်ပါတော့မယ်6နိုင်ခွဲဖူဝင်မဲ့အေးဖိတ်ဖိတ်ဖြစ်တဲ့အရာတာကိုတော့နည်းနည်းတော့ခံပါရတယ်တကယ်ပဲအဲ့လိုဖြစ်နေရလားဘာမှမဟုတ်ကျွန်တော်ပဲဖြစ်နေရလားတော့မသိပါဘူးကျွန်တော်ချက်ဖို့လမ်းထဲမှာပြန်မယ်ဒီလမ်းမှာဒီလမ်းအများကြီးတိတ်မရှိဘူးပြီးတော့တစ်ပင်နေအုပ်နေပုံမျိုးလေးမမိုက်နောက်ပြီးညနေဘက်ဆိုရင်တရွက်တွေတစ်ကိုင်းနေကြားရတဲ့အနေဖြတ်ပြီးလမ်းမုံနေရောက်ကြီးကြာနေရလေတော်တော်လေးလာတယ်နေ့လယ်ဘက်ဆိုရင်လည်းဒီတစ်ပင်တွေကြောင့်အရေးကြီးရတယ်ပုံဝင်ကျန်စူးညံ့တန်တွေတိတ်မရှိဘူးbreakfast salary ဆိုတော့ရေချိုးပါတော့မယ်ရေချိုးတော့မပြတော့ပါဘူးရေချိုးပြီးတော့ယာဒီဥရုတာယာပြီးနေပူနေရနဲ့အဝိတ်လျှော်လိုက်ပါတယ်လျှော်မဲ့အဝိတ်တွေကတော့တိတ်မများပါဘူးအပြင်မှာနေတော့ပူနေတော့အဝိတ်တွေအမြင်ချောက်မှာပါတီချာတာကတော့အဝိတ်တွေမချောက်ခင်ကျွန်တော်ကတော့ငချောက်ဖို့ဖြစ်တော့မယ်ဒီလိုနဲ့နေ့လယ်7နာရီကျော်လောက်မှာတမင်းဖားပါတယ်ဒီနေ့ဟင်းကတော့ငဖုံးနဲ့ရုံးမှုတွေကိုရောပြီးချက်ထားတာပါကျွန်တော်ကတော့ဒီဟင်းနဲ့လက်ပတ်နဲ့ကြက်တုံဖြူနဲ့တမင်းဖားပါတယ်ဒီနေ့ပြေချပေါက်လုပ်ရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကစပစ်ချန်တာပါပဲခုတွေ့ရတိုင်းကျွန်တော်ဆိုရင်ဒီဘေးဘက်ကကားနေတယ်ကျွန်တော်ဆိုရင်ပုံမှန်လူရရှေ့လာလေးလေးဒီဘက်ဘေးဘက်ကကားလေးလေးချို့လူတွေဆိုလို့ရှိရင်ဒီဘေးဘက်တွေကရှေ့ပေမဲ့ဟိုနဲ့အီးကြပြီးတော့ကတ်နေရရှိတယ်အဲ့လိုကျွန်တော်ဆိုရင်အဲ့လိုမဖြစ်ဘူးဟိုကားနေအဲ့တော့ဆိုရင်ရှေ့လို့ရှိရင်ကျွန်တော်လည်းကြီးလို့မလိုက်ဘူးပေါ့
အားကြောင့်မလို့ဖြစ်နေမတူမရှိလေးပဲကျွန်တော်ထားတယ်အပြင်မှာတော့နေပူနေဒါပေမဲ့ဒီချိန်ကစမင်းရက်ဆိုင်တော့အကောင်းဆုံးချိန်ပဲလူတွေတော်များဒီချိန်ကိုစမင်းရက်ဆိုင်သိမလာကြဘူးအဲ့တော့ညတူပါပဲလူလင်သားလူပါပဲကျွန်တော်ရှိမှဖေဖေညံ့နေတဲ့လူတယောက်ပဲဆောက်ရပါတယ်တိတ်တော့မကြလိုက်ပါဘူးကဲခုတော့ဆွေးနွေးပြီးပါပြီအဲရောက်လို့ရှိရင်ဒီချိုးခေါင်းချိုးရမယ်အားထုတ်လို့ဆိုတော့ဖေဖေညက်တော့ဒီဖေဖေစားနေတယ်ကြားတယ်နောက်မင်းတက်ကျွန်တော်လည်းကြားတော့ခုဒါဆိုရင်ပြည့်ရပုံမှာခေါင်းလျှော်ပြီးတိတ်မကြသေးဘူးဆိုတော့ရေကတိတ်မချောက်သေးဘူးဖြစ်နေတယ်ခုကျွန်တော်ဖတ်နေတဲ့စာအုပ်ကခံဝီပေါ်ချီထားတဲ့ဒီပေါ်ကိုပါပြန်ထားတဲ့ fake လို့ဆိုရဲပါပြန်စာအုပ်ကဒီစာအုပ်ကအလုပ်တစ်ခုတေချာအာရုံစိုက်ပြီးတော့ fake ကိုနေလုံနိုင်ဖို့အတွက်အဓိကရှိရထားတယ်ပြီးတော့ဒီဘက်ခေတ်မှာဆိုရင်ဖုန်းတွေ social media တွေ message တွေကလူတွေကိုအာရုံစိုက်နေဖို့အတွက်ပြဿနာဖြစ်နေတဲ့ဖိုရာကိုနဲ့ပြီးတော့အာရုံစိုက်မှုတွေမရှိတဲ့အတွက်အလုံးမတွင်ချရာတွေတယ်လီဖုန်းတွေမရှိတာတွေဒီလိုဖြစ်နေတဲ့ဖိုရာကိုကိုယ့်ဘက်ကိုယ်ပေါ်ပြထားတယ်တော့ကောင်းတဲ့စာအုပ်ပဲဒီလိုနဲ့ညနေရောက်တော့ city မှာဖောင်းသွားကြည့်ပါတယ်။ဒါတော့ city မှာဖောင်းသွားကြည့်ရဆိုတာကဖောင်းဝယ်မဟုတ်ပါဘူး။ဖောင်းတွေပေါင်းကြည့်ရမှာ။ဘယ်လိုပြောရရင်ဟိုရောင်းမှုတင်ထားတဲ့ဖောင်းတွေကိုတော့မဝယ်ဘဲနဲ့ခန့်တော့ဖတ်တာပါ။အမှစာအုပ်တွေဖတ်တာ45မိနစ်လောက်တော့ကြာပါတယ်လူချင်းတဲ့စာအုပ်တွေလည်းတွေ့ခဲ့ပါတယ်ကျွန်တော်ကစာအုပ်တွေဖတ်တာတော့ကြပါတယ်ပြီးတော့ဘလူးစာအုပ်တွေဖတ်လဲဆိုရင်တော့တရေစာအုပ်နဲ့အချင်းနဲ့ပတ်သက်တဲ့စာအုပ်ကတွေ့ရင်ကျွန်တော်အကုန်ဖတ်ပါတယ်ဒီလိုနဲ့9နိုင်ခွဲလောက်မှာဖီတီမကနေပြန်ထွက်ခဲ့ပါတယ်ဆိုတော့ဒီတော့လောက်ပါပဲကို view 5ပါဒီကတော့ D ရှိပါ sorry တော့ဆက်ကြည့်ကြမယ်